ကြောက်ကရဲ့ရင်ပွင့်တန်ကျမကြီးကြော်တီကောင်းစရာများမင်္ဂလာပါရှင်သခင်ကျွန်တော်ကတော့သခင်ကြီးရဲ့ကြောက်ကပါပဲလူတော်များများကတော့ခါနာလာမှသာကျွန်တော်အကြောင်းကိုတတိယရကြပါတယ်ကျွန်တော်ကလက်တီးဆုပ်လောက်ပဲအရွယ်စားရှိပြီမယ်နေ့စဉ်သခင်ကြီးရဲ့ခန္ဓာကိုယ်တွေကသွေးတွေကို180လီတာလောက်အထိစစ်ထုတ်ဖင်းနေရတာပါတနည်းကိုသခင်ကြီးရဲ့သွေးတွေကကျွန်တော်စီကိုအချိန်ပြောင်း40ကနေ50အထိဖြတ်တန်းသွားလာနေရပါတယ်ကြောက်ကရဲ့အဓိကတာဝန်များခန္ဓာကိုယ်တွေကအညစ်အကြေးနဲ့အဆိပ်တောက်တွေကိုဖယ်ရှားပေးခြင်းရေဓာတ်လျှက်စစ်ဓာတ် electrolyte တွေနဲ့သွေးပေါင်ခြင်းကိုမျှတအောင်ထိန်းညှိပေးခြင်းသခင်ကြီးလမ်းစားနေဖို့နဲ့ခွန်အားရှိနေဖို့ကကျွန်တော်အပေါ်မှာအများကြီးမူတည်ပါတယ်ကျွန်တော်အကြောက်ဆုံးအရာများရေဓာတ်ခန်းခြင်းကျွန်တော်ကဖိအားနဲ့ရေကိုအခြေခံပြီးအလုပ်လုပ်ရတာပါရေနေသွားရင်သွေးတွေကစမ်းပြုတ်လို့ပိတ်ခဲလာပြီးကျွန်တော်ရဲ့စစ်ထုတ်စနစ်တွေပျက်စီးကကြောက်တည်နိုင်ပါတယ်စီးအောင်ခြင်းစီးထဲမှာခန္ဓာကိုယ်ကစွန့်ပစ်လိုက်တဲ့အညစ်အကြေးတွေပါပါတယ်စီးအောင်ထားရင်ဘက်တီးရီးယားတွေပွားလာပြီးကျွန်တော်စီပြန်တက်လာကပြန်မကောင်းနိုင်တဲ့ထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ်အငန်အချိုနဲ့အစီများသောအစားအစာများစားများရင်သွေးပေါင်တက်ပြီးသွေးကြောတွေကိုဒုက္ခပေးပါတယ်တကြားများရင်တော့ဇီဝကမ္မဖြစ်စဉ်ကိုထိခိုက်စေပါတယ်တန်ရင်ဆေးများအမျိုးမိမသိသောဆေးဝါးများကြောက်ကအားဆေးဆိုပြီးကြော်ညာနေတဲ့ဆေးတွေကတော့ကျွန်တော်တို့တော့အစိတ်တွေထစ်နေတတ်ပါတယ်ညဘက်အိပ်ရပြစ်ခြင်းနဲ့အထိုင်များခြင်းညဘက်ကကျွန်တော်ပြန်လဲပြုပြင်ရမယ့်အချိန်ပါအထိုင်များရင်လေခါးပိုင်းကသွေးလဲပတ်မှုကိုနှေးခွေးစေပါတယ်ကျွန်တော်အကောင်းဆုံးအလုပ်လုပ်နိုင်ဖို့စောင့်ရန်တနေ့ကိုရေ2 3လီတာကိုနည်းနည်းချင်းစီခွဲတောက်ပါကြားရှည်မထိုင်နဲ့ကိုလက်လှုပ်ရှားမှုလုပ်ပေးပါစီးမအောင်ပါနဲ့အချိန်မှန်ဆွန့်ပေးပါစားတကြားနဲ့စီလျှော့စားပါအိတ်ချိန်မှန်ပါစေခင်ကြီးကျွန်တော်ကခန္ဓာကိုယ်ထဲမှာအတဲခံနိုင်ဆုံးအင်္ဂါတစ်ခုပါတစ်ဖက်သေးကြံရင်တော့အလုပ်ကိုအစွမ်းကုန်ဆက်လုပ်ပေးနေအောင်ပါဒါပေမဲ့တခင်ကြီးခါနာလာတာကိုရောင်လာတာဒါမှမဟုတ်စီးအယောင်ပြောင်းလာတာမျိုးဖြစ်လာပြီဆိုရင်တော့အခြေအနေကတော်တော်လေးဆိုးနေပါပြီဒါကြောင့်နောက်နှစ်ပေါင်းများစွာအထိတခင်ကြီးနဲ့အတူကြမ်းကြမ်းမာမာရှိနိုင်ဖို့ကျွန်တော်ကိုဂရုစိုက်ပေးပါအောင်နော်